အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါတယ်ဒီနေ့ညစပိန်လာလီဂါရဲ့အကြီးမားဆုံးပွဲစဉ်ဖြစ်တဲ့ Real Madrid နဲ့ Atletico တို့ရဲ့ Madrid ဒါဘီပွဲကြီးကိုအမြန်ဆုံးသုံးသပ်ပေးတော့ပါမယ် Real ကတော့ကြားရက်က Man City ကိုအဝေးကွင်းမှာနိုင်ပြီးယုံကြည်မှုအမြင့်ဆုံးရောက်နေပါတယ် Bellingham နဲ့ Rodrigo တို့မပါနိုင်ပေမဲ့ Mbappe နဲ့ Vinicius တို့ရဲ့တိုက်စစ်ကအားကိုးရဆဲပါတစ်ဖက်က Atletico ကနေ Champions League နောက်တစ်ဆင့်တက်ထားသလို League မှာလီးပွဲဆက်နိုင်ထားတဲ့ form ကောင်းရှိနေပါတယ်ဒါပေမဲ့ Atletico ရဲ့အဝေးကွင်းနောက်ဆုံး5ပွဲမှာတပွဲသာနိုင်ထားတဲ့မှတ်တမ်းက Real အတွက်အခွင့်အရေးအလွန်တာနေပါတယ် Data တွေအရတကူပေါက်မှာ Real နိုင်မှု90%အထိရှိနေသလို3ဂိုးစုံမှတရေကျနေတာကြောင့်ဒီပွဲဟာဂိုးအသင့်တဲ့နဲ့အင်ရှင်တို့အသာစီးရမယ်ပွဲပါကျွန်တော်ရဲ့ရလက်ခံမှန်းချက်ကတော့မြစ်တဲ့ Real နဲ့ရသွားဖို့ရှိပါတယ်အပိုင်လိုက်ချင်သူတွေအတွက် Real Madrid win နဲ့ BTTS yes ကအသေးချဆုံးပါတယ် Mbappe ဒီညဓာတ်ပြပွဲမှာဂိုးသွင်းနိုင်အောင်လားတင်မင်ကို comment မှာရေးပေးခဲ့ပါဦးဒီလိုအပိုင် tips တွေအတွက် KM ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးတဲ့ပွဲတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ